여러분 안녕하세요.ဒီနေ့မှာတော့ဒီလွယ်ကူတဲ့အခြေခံ grammar လေးကိုရှင်းပြပေးထားပါတယ်ကြည့်ကြည့်အောင်เนาะတော့ပထမအောင်ဆုံးတစ်ခုကဘူတာရဲ့အဓိပ္ပာယ်ကတော့ထက်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့တော့ဘူတာကတော့주로 명사도의 부처 주로များသောအားဖြင့် 명사도의 부처ဒီ noun တွေရဲ့အနောက်မှာကပ်ပြီးတော့ 다른 명사와 비교할 때 쓴다 다른 명사와 တခြား noun တွေနဲ့ 비교할 때နှိုင်းယှဉ်တဲ့အခါမှာ쓴다သုံးပါတယ်တဲ့တော့များသောအားဖြင့်ကတော့ဒီဘူတာရဲ့အနောက်မှာဆိုရင်ဒေါနဲ့ကတ်တယ်ပေါ့နော်ဘူတာဒေါထပ်ပို့ပြီးတော့ပေါ့ဒါပေမဲ့ဒီမှာတော့ဘူတာအနေနဲ့ပဲပြထားတယ်တော့ဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်နော်တော့일본가 고향이 여기보다 커요 고향이 모양이야 여기보다 커요 디마ထက်커요ကြီးလားတဲ့아니요. 제 고향은 여기보다 작아요. 제 고향은 저의 모양이가로 여기보다 작아요. 디네아타 네바레. 제주도가 서울보다 공기가 맑아요. 제주도가 서울보다 소타 공기가 맑아요. 리루와 질레마레. 동생이 저보다 냐말리야 저보다 저너타 운동을 잘해요. အားကစားမှာတော်ပါတယ်တော့အားကစားကိုတော်ပါတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကတော့ဘာမှမခက်ဘူးကိုပြောချင်တယ်ဒီ noun တွေရဲ့အနောက်မှာဒီဘူတာကိုတန်းပြီးတော့ကတ်ရုံပဲတော့အားလုံးဒီဘူတာကိုရမယ်ထင်ပါတယ်နောက်တစ်ခုကြည့်ကြည့်အောင်နော်ဒုတိယ grammar လေးက orakeyo ဒီ orakeyo ဆိုတာက verb လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်လှုပ်လိုက်မယ်သွားလိုက်မယ်လာလိုက်မယ်စားလိုက်မယ်စသဖြင့်ပေါ့အဲ့လိုမျိုးအသုံးနှုန်းတွေမှာသုံးတယ်အဲ့တော့ तू က o ရဲ့အောက်က rat တက်ထည့်မယ်အဲ့တော့ကိုတွဲမဲ့ verb မှာအသက်ပါရင် orkeyo အသက်မပါအောင်ဆိုလို့ရှိရင် rakeyo ပါတဲ့တက်က rat တက်ဆိုလို့ရှိရင်ဘာမှပြောင်းစရာမလိုအနောက်ကဒီ keyo လေးပဲလိုက်အောင်မယ်ဒါကတော့အလွယ်ပြောပြတာပေါ့နော်အဲ့တော့အောက်ကစာကြောင်းကြည့်ကြည့်အောင် orakeyo နဲ့ဒီ orakeyo ဆိုတာကတော့동사 뒤에 붙여서ဒီ verb ရဲ့အနောက်မှာကပ်ပြီးတော့ 어떤 일은ဒီအလုပ်တစ်ခုခုကို 하겠다는 의지를 လုံးမယ်ဆိုတဲ့ဦးတည်ချက်ကို나타낸다ဖော်ပြပေးပါတယ်တဲ့တော့ 1번 유키씨한테 연락을 안 했어요. 유키씨한테 유키씨고 연락은 안 했어요. 아싸되면 이렇게 봐오래. 그래요? 헐라. 그러면 제가 지금 연락할게요. 다소인 제가 지금 저놓고 연락할게요. 사또이라이 밤에. 어디 연락하다마서의 아따마 바로 라따따라이도 연락할게요. 나 2번 내일 우리 집에 와서 좀 도와줄래요? 저 좀 도와줄래요? 맨날 평양아로 에요라비로 저 좀 도와줄래요? 저는 어디 차나군이 비밀하래. 내일 갈게요. 호게 맨날 평양 떠날라이 밤에. 디마선래 가다마 아따마 바로 라따따라이로 갈게요. 떠날라이 밤에. 또 개요로 예배매고 아따 처음에 솔루션을 까다네 처음에는 연락할게요. 갈게요. 디 grammar လေးလည်းအားလုံးမရမယ်လို့ထင်ပါတယ်နောက်တစ်ခုဆက်ပြီးကြည့်ကြရအောင်နော်သုံးခုမြောက်ကလေးကချီမန်ဒီကအရန်လွယ်တယ်ချီမန်ကတော့ဖေမဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒုံစာဟျောယုံစာဒီ verb တွေ adjective တွေပြီးတော့မြောင်းစာ noun ဆိုလို့ရှိရင်တော့မြောင်းစာ plus e ဒါလို့ပြထားတော့ noun plus e ပေါ့အဲ့ဒီရဲ့အနောက်တွေမှာဒီချီမန်ဖေမဲ့ဆိုတဲ့စလုံးလေးကိုကပ်ပြီးတော့သုံးရုံပဲပေါ့နော်အဲ့တော့သွားပေမဲ့လာပေမဲ့စားပေမဲ့စသဖြင့်ပေါ့사장 리지지야. 지만은 동사, 효용사, 명사, 이다 뒤에 붙여서 지만과 동사, verb, 효용사, adjective 비 명사 plus 이다. 대개로 noun에 동매 솔루션에 안나우가 이가 비하면 뭐노? noun에 뒤에 붙여서 안나우마 값비로래. 앞뒤 문장이 디시나와자가 반대되는 내용임을 나타낸다. 선제မဲ့ဖြစ်တဲ့ဆိုတဲ့ဟာကိုဖော်ပြပေးပါတယ်တဲ့ 1번 마크씨 고향은 날씨가 더워요. 마크씨 고향은 마크의 모양이가로 날씨가 더워요. 야디 우루와 뿌바다라. 여름에는 덥지만 누야디마 뿌베메 겨울에는 추워요. 상야디마 이바레. 덥다오마 아마 병자므로 나가 지만리가 요면 덥지만 뿌베메. 1번 2번 가자로 시골은 경치는 좋지만 불편해요. 시골은 떠여가로 경치는 쇼겐가 좋지만 가운데매 불편해요. 아세면 비바우. 가운데 소리 좋다오마 나가 지만에 깔라다 좋지만 가운데매. 나서 대장이 지지야 너.
민수씨는 운동은 좋아하지만 민수가로 운동은 좋아하지만 아가사고 짧음에 수진씨는 운동은 안 좋아해요. 수진가로 아가사고 짧아요. 짧게 소리 좋아하다오마 아나가지만에 깔라이도 좋아하지만ကြိုက်ပေမဲ့အဲ့တော့ဒီဟာလေးကဘာမှပြောင်းစရာမလိုကိုတွဲချင်တဲ့စလုံးလေးကိုနောက်ဆုံးမှထားဖြုတ်ပြီးတော့ဂျီမန်းနဲ့ကတ်ရုံပဲအဲ့တော့ဒီဂျီမန်းနဲ့အားလုံးမရမယ်ထင်ပါတယ်နောက်ဆုံး grammar တစ်ခုကိုကြည့်လိုက်ကြရအောင်နော်နောက်ဆုံးတစ်ခုကအာအော်ယောဘူတာဖြစ်ပါတယ်အဲ့တော့ဒါခေါင်းစဉ်အနေနဲ့ကအာအော်ယောဘူတာလို့ပြထားပေမဲ့တကယ်တမ်းလက်တွေ့သုံးမယ်ဆိုလို့ရှိရင်အာအော်ယောဖွာဆော့ယောဆိုတဲ့ဟာနဲ့သုံးတယ်ပေါ့နော်အဲ့တော့ဒီအာအော်ယောဖွာဆော့ယောက verb ဖူးလား verb ဖူးတယ်မေကွန်းအနေနဲ့လည်းသုံးမယ်ဒီတာမန်ပြန်ဖြေတဲ့ဒီစာကြောင်းအနေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့အမေးဖြေသုံးလို့ရမယ်အဲ့တော့သူ့ရဲ့ပုံစံလေးကလွယ်တယ်သူတွဲမဲ့ verb ကိုအာအော်ယောယိုပုံစံပြောင်းပြီးရင်အနောက်ကဖွာဆော့ယောကတ်ရုံပဲတွားဘူးလားလာဘူးလားစားဘူးလားသွားဘူးတယ်လာဘူးတယ်စားဘူးတယ်စသဖြင့်ပေါ့တော့စာကြောင်းလေးကြည့်ကြည့်ရအောင်ပါတော့အာအော်ယောဖိုတာနဲ့ဒုံစားသွေးရဲ့ပူချောစောဒီအာအော်ယောဖိုတာက verb ရဲ့အနောက်မှာကပ်ပြီးတော့ could eat it 대한အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ 경험은 나타난다ဒီအတွေ့အကြုံတွေကိုလည်းဖော်ပြပေးပါတယ်တဲ့တော့ 1번 제주도에 가봤어요 제주도 သွားဘူးလားအဲ့တော့ 네 가봤어요 ဟုတ်ကဲ့သွားဘူးပါတယ် 아주 아름다웠어요 အရန်ကိုတာယာလှပခဲ့ပါတယ်အဲ့တော့ 가요 မှအနောက်က 요 ဖြုတ် 봤어요 ကလိုက်တာ 가봤어요 2번 저는 어제 잡채를 만들어 봤어요. ကျမကတဲ့ 어제 မနေ့တုန်းက 잡채를 만들어 봤어요. ပဲကြဆန်တုပ်ကိုလုပ်ကြည့်ခဲ့ပါတယ်။အဲ့တော့ပြုတ်လုပ်တယ်ဆိုတော့ 만들다 ကို 요 ပုံစံပြောင်းမယ်ဆိုရင် 만들어요. အဲ့တော့ 요 ဖြုတ်အနောက်က 봤어요 က 만들어 봤어요. 3번 치안 씨는 아르바이트를 해봤어요? 치안가로 아르바이트를 해봤어요? အချိန်ပိုင်းလုပ်ဘူးလားအဲ့တော့လုပ်တယ်ဆိုတော့ဟာတာ 아르바이트를 하다 ပေါ့အဲ့တော့ 아르바이트는 해요 အဲ့တော့နောက်က 봤어요 ကလိုက်မယ် 아르바이트는 해봤어요 တကယ်လို့လုပ်ဖူးတယ်ဆိုရင်တော့ね아르바이트를 해봤어요 ပေါ့ဒီမှာတော့ဒါမေကွန်းအနေနဲ့သုံးထားတာမဟုတ်လို့ဒီအချိန်ပိုင်းလုပ်ကိုလုပ်ဖူးလားပေါ့ဒီနေ့ပြောပြပေးခဲ့တဲ့ grammar လေးခုလုံးအားလုံးပဲရလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်တာရှိရဆိုလို့ရှိရင်လည်းပြန်မေးလို့ရပါတယ်เนาะအဲ့တော့နောက်နေ့တွေမှာသင်ခန်းစာသစ်တွေနဲ့ပြန်လာခဲ့ပါမယ်အညောကြီးကျေးဇူးရော